ဒီမှာတီချာတို့ကဒီမှာချိတ်ထမိန်ကိုဒီလိုလေးတောက်ထည့်ပြီးလို့ရှိရင်တချောင်းစီကိုမိဘူးတိုင်းနေတော့မလားကဲအလွယ်ကူဆုံးနဲ့ဒီတောက်ကလေးငင်းငင်းလေးဖြစ်အောင်ချက်ချက်ကက်ကက်လေးဖြစ်အောင်ဒီလိုမျိုးချီကျဲလေးနဲ့ဒီလိုဖိပေးရပါတယ်ဒီလိုလေးဖိမှတ်တာနေဒီရဲ့တင်းလေးနေရာမှာစားတဲ့အခါမှာထောက်လေးကိုချီကျဲနဲ့ဖိကြတဲ့အတွက်ချက်ကပ်ပြီးလို့ရှိရင်တင်းလေးနေရာမှာစားတဲ့အခါမှာလည်းလွယ်ကူပြီးအထက်စိတ်တဲ့အခါမှာလည်းလွယ်ကူစေမှာပါရှင်တနည်းအားဖြင့်ပါလေဒီခုတိုက်ဆရာမလို့ပဲတခါလေလုပ်လိုက်တာဖြစ်တဲ့အတွက်အချိန်နဲ့ပိုထွက်စီပါလို့ရှင်ကျေးဇူးတင်ပါတယ်ရှင်